မေမေတို့ကိုပြောပြမယ်ခလေးစိတ်ဆိုးပြီးအော်ငိုတဲ့အခါအခန်းထဲသွားပိတ်လို့ပြောတတ်ကြလားဒီနေ့မှာတော့ဒီနီလန်အစားပိုကောင်းတဲ့နီလန်တစ်ခုကိုပြောပြပေးမယ် time out ဆိုတာခလေးကိုသူ့ခံစားချက်နဲ့သူတယောက်တည်းရင်ဆိုင်ခိုင်းတာပါဒါကခလေးကိုစွန့်ပစ်ခံရတယ်လို့ခံစားရစေနိုင်ပါတယ် time in ကတော့မေမေကခလေးနဲ့အတူရှိနေပြီးစိတ်ခံစားချက်ကိုအတူတူစီမံခန့်ခွဲပေးတာပါမေမေရှိတယ်အတူတူအသက်ရှူကြမလားလို့ပြောတာမျိုးပါဒီနီလန်ကခလေးကိုသင်ခန်းစာရစေရုံသာမကမေမေနဲ့ယုံကြည်မှုပိုတိဆောက်ပေးပါတယ်ဒေါသကိုဘလို့ထိန်းရမယ်ဆိုတဲ့စွမ်းရည်ကိုလည်းသင်ပေးတာပါ time in ကခလေးရဲ့ emotional intelligence EQ ကိုမြင့်မားစေပြီးမိဘနဲ့ခလေးကြားဆက်သွယ်မှုကိုခိုင်မာစေပါတယ်ဒါပေမဲ့ time in ကမေမေတို့ဘက်ကစိတ်ရှည်မှုအများကြီးလိုပါတယ်ကိုယ်တိုင်ဒေါသမထွက်အောင်ထိန်းနိုင်မှသာဒီနီလန်အလုပ်ဖြစ်ပါတယ်နေ့စဉ်9မိနစ်စာကျမတို့နဲ့အတူလေ့လာပြီးကျမ်းမာပျော်ရွှင်တဲ့မိသားစုဘဝလေးတည်ဆောက်ကြရအောင်